ဒါအင်းထဲကရွာတရွာမှာပေါ့နော်အခုလောဆယ်ကျမတို့ကအင်းထဲကနေညောင်ရှိကိုသွားတော့မှာပေါ့နော်ညောင်ရှိကိုပြန်တော့မယ်ဒီရွာမှာခါကျတော့သူကကုန်းတစ်ပိုင်းရေတစ်ပိုင်းပေါ့နော်အခုလောဆယ်ဒီဖက်ကကုန်းပိုင်းဒါဆိုရင်ကျမတို့ကအခုဆက်လီသွားစီးရမှာပေါ့ပြန်တော့မယ်ဟုတ်ပါပြီနော်ဟုတ်ကဲ့ပါဒီရက်ကနေအရန်ပူတယ်သူကကြောက်လေဒီဖက်မှာကမနေ့ပိုင်းဆိုရင်အရန်အေးတယ်ဒါပေမဲ့နေ့ခင်ပိုင်းကကြောက်လေအရန်ပူပြန်ရောဒါကသူတို့ရွာရဲ့စာတင်ကြောင်းဒီဖက်မှာကကြောက်လေဝါပင်တွေတော်များတယ်လားဝါပင်တွေအရန်စိုက်ကြတယ်စီဟုတ်ဒီဖက်လေဝါပင်တွေပဲစာတင်ကြောင်းအခုမှမိုးကုံလို့ထင်တယ်ရွာကတော်တော်ကြီးတော့စိမ့်လန်းတယ်လို့ပြောရမှာပေါ့နော်ဒီရွာမှာကကျတော့သူတို့ရဲ့အဓိကအလောက်ကိုင်းကကျတော့လေခရမ်းချင်တီးစိုက်တယ်လို့ပြောတာပေါ့နော်ခရမ်းချင်တီးစိုက်တယ်စပါးစိုက်တယ်ဟောချစ်စရာလေးကြည့်ပါဒါဆိုရင်ကျမတို့ခုဆက်လေးဆက်ရောက်ပါပြီအခုလောဆိုဒီရွာကနေပြန်ပြီးတော့ထွက်ခွာနေပြီဒီဘက်မှာခါကြတော့ဒီကရေထဲမှာရှိလို့ရေထဲမှာရှိရဲဆိုတော့အင်းဒါတို့အင်တာတော့တယ်နော်ဒါတော့ဒီနေ့ကြည့်ရအောင်ဒီ6လကုန်း6လတာခိုင်းနေပြီနော်ဒီအိမ်သားဆိုရင်တော့တက်လို့မရတော့ဘူး Directly send everything to the lake. Yeah. The waste. And this one, the wood column is with bamboo, no? It's not. It's normal. It's not wood. They don't normally do that. The bracing is missing. Because Problem you are. they have is they send the waste and everything to the water. Even the toilet waste goes to the water, and then they bathe in the water also. That's the problem. ပြီးတော့ဒီခက်မှာလေကလာဒီရေထဲမှာရှိတဲ့အိမ်တွေကနေသူတို့စီမှာလီလိုပဲဖြစ်တမို့ဆက်လီလိုပဲဖြစ်အိမ်တိုင်းလိုရှိတာပေါ့နော်ဥမာကုန်းပေါ်မှာဆိုကျမတို့ကဆိုင်ကေတို့ကားတို့ရှိတယ်လို့မျိုးလေအိမ်တိုင်းလိုရှိကြတယ်
ဒါတွေကခရမ်းချင်သီးပင်တွေပါခဲ့တာတော့လောဆယ်တော့မမဲ့သေးဘူးအကုန်လုံးစိမ့်နေပါတယ်